ကိုယ့်ရဲ့ဘာသာစကားကျွမ်းကျင်မှုဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့စကားပြောစွမ်းရည်ကိုတိုးတက်ဖို့အတွက်ကိုက class တစ်ခုဒါမှမဟုတ် workshop meeting တစ်ခုကိုရောက်နေတော့လည်းပဲဒီဘေးပတ်ဝန်းကျင်မှာရှိတဲ့ဒီအခန်းထဲမှာရှိတဲ့ native speaker တွေစကားပြောကျွမ်းကျင်မှုရှိပြီးသားသူတွေရဲ့ဂျားတွေကိုရောက်သွားတဲ့အခါမှာကိုကစောင့်သွားတယ်လို့မျိုးဒါမှမဟုတ်ကိုစိတ်တဲ့ကြသွားတာမျိုးကြုံဘူးလားမသိဘူးရှင်ဒါကတော့တကယ်ကြုံတွေ့ကြရတဲ့အဖြစ်တစ်ခုပါအထူးသဖြင့်ကိုယ့်ရဲ့ရှေ့မှာနှစ်ပေါင်းများစွာကျွမ်းကျင်နဲ့ပြောနေတဲ့တကယ်ကိုမွေးကြရဒီအင်္ဂလိပ်စကားကိုပြောလာတဲ့သူတွေနဲ့သူတို့စကားရှင်းပြရတဲ့အခါမှာကိုသင်ငယ်မှုတွေအရင်ဖြစ်ခဲ့ပါတယ်အထူးသဖြင့်ဒါဆိုလို့ရှိရင် inferiority complex လို့ခေါ်တဲ့သင်ငယ်စိတ်ပေါ့နော်အဲ့လိုတွေဖြစ်ခဲ့တယ်ဒါနဲ့ကို meeting ပြီးသွားတာနဲ့ပြန်လည်သုံးသပ်ပြီးတော့ okay ငါတို့လိုစကားပြောနိုင်မှုအတွက်ငါဘာတွေလိုအပ်လဲငါမှာဘာသာစကားကျွမ်းကျင်မှုလိုအပ်တယ်ဘာသာစကားကျွမ်းကျင်မှုလိုအပ်တဲ့အတွက်ငါဘာတွေကိုလေ့လာရမလဲပြီးရင်ငါဘုသူတထပ်ပြီးတော့ထပ်ဖြစ်ဖို့လိုအပ်တယ်ပြီးရင်ကိုကဒီ Toastmaster ဆိုတဲ့ organization နဲ့မှာရှိတဲ့သူရဲ့ study materials တွေကိုထပ်ပြီးတော့လေ့လာဖို့လိုအပ်တယ်စသဖြင့်ကို plan ချလိုက်တယ်ပေါ့နော်ပြီးရင်ချက်ချင်းပဲကိုရဲ့ဒီ mentor ကို email ပို့ပြီးတော့နင်ကနှစ်ပေါင်းများစွာအတွေ့အကြုံရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်နင်စီက guidance လိုအပ်တယ်နင်စီက step by step ပြောတဲ့စကားတွေအကြံပေးချက်တွေကိုငါလိုက်နာခြင်းနဲ့အဲ့တော့ငါ့ကိုအကြံပေးပါစသဖြင့် email ပို့လိုက်တယ်ပေါ့နော်အဲ့တော့ဒီအရာနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့ဒီ video လေးတစ်ခုကိုညွှန်ခြင်းနဲ့ Simon Sinek က video တစ်ခုမှာပြောထားတာကသူကဒီ game တစ်ခုမှာ top 5 players တွေကကျန်တဲ့သူတွေနဲ့ဘာကွာလဲဆိုတော့သူက game တစ်ခုမှာရှိထားတဲ့သူတို့ရဲ့ mindset ပေါ့နော်သူရဲ့ mindset က okay ငါကိုသွင်းလိုက်ပြီဆိုရင်ငါကိုသွင်းလိုက်ပြီဆိုတဲ့သူတို့မှာ oh I did it ဆိုတဲ့စိတ်ခံစားချက်ရှိပြီးတော့နောက် okay သူဒီကိုလွဲချော်သွားပြီဆိုလို့ရှိရင် okay ရတယ်ကိစ္စမရှိဘူး just wait and see I'm going to do it next time ဆိုတဲ့သူတို့ရဲ့ဒီကိုတစ်ခုနဲ့တစ်ခုကြားမှာသူတို့ရလာတဲ့ score အမှတ်နဲ့တစ်ခုရဲ့တစ်ခုကြားမှာသူတို့ထားတဲ့စိတ်ဓာတ်သူတို့ရဲ့ mindset ပေါ်မှာမူတည်သွားတယ်လို့ဆိုရဲပေါ့နော်ဒါကြောင့်ကိုယ့်ရဲ့ဘဝမှာကိုစိတ်တကြတဲ့အချိန်တွေရှိတယ်ကိုအားမရတဲ့အချိန်တွေရှိတယ်အဲ့ဒီအချိန်တွေမှာကိုကဒီကရလာဒီအရာကြီးကဒါတစ်သလုံးဒီ high ကိုဖြစ်ချင်တဲ့အရာတခုရဲ့ outcome မဟုတ်ဘူးဒီရလတ်မဟုတ်ဘူးပေါ့နော်အဲ့တော့ဒီကြားထဲမှာရှိရလာတဲ့အမှတ်လေးတွေပေါ်မှာထားတဲ့ကိုယ့်ရဲ့စိတ်ဓာတ်ကကိုလိုချင်တဲ့အရာကိုဖြစ်ချင်တဲ့အရာကိုဆုံးဖြတ်ပေးသွားမှာပေါ့နော်အဲ့ဒါကိုကိုယ့်ရဲ့အတွေ့အကြုံနဲ့ဆက်ပြီးတော့ share ပေးခြင်းဖြစ်ပါတယ်ရှင်အဆုံးထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ် see you in the next video bye bye